သူကပတ်စံဆိုတာသူ့တဲ့မိကြီးဘောကတဲရီလောက်ပဲတန်ဖို့ရှိတယ်စိန်တွေကိုလည်းတာမန်ကြောက်တွေလောက်တဲ့သဘောထားတယ်လို့ပြောလို့ရှိပါတယ်အခုမြင်ရတဲ့သူကတော့ဘလာဇီးနိုင်ငံတထိပ်တယောက်ပဲဖြစ်ပါတယ်သူကဘယ်လောက်ထိချင်းတာကြောက်ရတဲ့ဆိုရင်တော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့လိုပါလိမ့်မယ်အားလုံးပဲမြင်လာပါကျွန်တော်လည်းကိုယ်စားမှာ COG ရဲ့စာနဲ့တည်တော်တော့တယောက်ဖြစ်ပါတယ်ကျွန်တော် channel မှာထွန်းဆက်ဆန်းတဲ့ဗီဒီယိုတွေဆက်ပြတော့အားလုံးကိုကြည့်ကြည့်ဖို့ဖိတ်ခေါ်ရစေ။ဒါဆိုဗီဒီယိုလေးဆက်အောင်လေ။ဗလာဇီးနိုင်ငံချမ်းသာကိုတထိပ်ကြီးသူဖြစ်ပြီးသွားတဲ့နေရာတွေကပစ္စည်းတော်များများကိုဖျက်ဆီးတက်ပြီးသူကိုယ်ပိုင်ဒီဇိုင်းနဲ့ပြန်လဲတည်ထောင်တတ်လို့ဖြစ်ပါတယ်။ဒါပြင်သူကဘယ်ရောက်မှမကြောက်ရွံ့ဘူးဘယ်လိုမှလည်းမကြောက်ရွံ့ပါဘူး။သူကပတ်စံဆိုတာသူ့တဲ့မိကြီးဘောကတဲရီလောက်ပဲတန်ဖို့ရှိတယ်။စိန်တွေကိုလည်းတာမန်ကြောက်တွေလောက်တဲ့သဘောထားတယ်လို့ပြောလို့ရှိပါတယ်။သူ့အိမ်မှာဆိုရင်အရာအားလုံးကိုစိန်နဲ့တာပြုလုပ်ထားပြီးဝန်စားတွေနိုင်ပြီးဖက်နေပြတာကသူ့ကားကိုတော့စိန်နဲ့လက်ဆင်ထားပါသေးတယ်။သူ့နာမည်ကတော့အဲရင်းကြီးဖြစ်ပါတယ်။ဘရာဇီးနိုင်ငံမှာတော့သူ့ကိုစိန်ကပစ္စည်းတွေရဲ့အီဂရိတဘာလို့တင်စားခေါ်ကြတာလေ။သူအမျိုးလေးရဲ့ကြီးမားတဲ့လုပ်ငန်းချက်တူဖြစ်ပြီးလမ်ဘော်ဂီနီကားလေးကိုကြိုက်နေတဲ့အတွက်စီးရုံနာမှာကားလေးကိုစုံတက်ပြောလို့ဖြစ်ပါတယ်။ဒါပြင်သူ့ရဲ့ကိုယ်ပိုင်လေယာဉ်မှာလည်းသူ့နာမည်ကိုစလုံးကြီးကြီးနဲ့ထိုးထားပါသေးတယ်။သူစားတော့တဲ့ဝင်လာတဲ့ဆိုင်ရဲ့အကောင့်လို့ဈေးကြီးဆုံးတွေကလည်းမှားလေးရှိပြီးဆိုင်မှာလာစားတဲ့လူတွေကိုအများနဲ့ပတ်သက်ရှိပြီးလေးရှိပါတယ်။ဘရာဇီးနိုင်ငံမှာတော့အများသူမှာပေါ့ဩတော်ညောင်းတဲ့သူတွေလည်းဖြစ်ပါသေးတယ်ဗျ။နာမည်ကြီးပုဂ္ဂိုလ်တွေကသူ့ရဲ့အကြံဉာဏ်တွေကိုရယူကြပါတယ်။ဗလာဇီးနိုင်ငံကအကြီးစားဗန်တွေမှာတော့ငွေကြေးဆိုင်ရာလုံဆောင်ချက်တွေကိုလိမ့်နာဖို့သူတို့ရဲ့အသုံးအနှုန်းတွေကိုညှိနှိုင်းပြောင်းလဲပေးရတာတည်း။ဘယ်လိုလဲဒီမှာပဲဆုံးဖြတ်ပြရတယ်ဗျ။အဆုံးနဲ့ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။